ဟာကောမှုရန်ကုန်ပြန်လာမြန်လာပြီလားကောမှုပြောတော့မပြောရင်ရှောက်လာပြောရင်တနစ်ဆိုအာမင်းလည်းရန်တန်းပြောမယ်ကောမှုမျက်နှာမကောင်းဘူးကောမှုရန်ကုန်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြောပြပါလားအေးမင်းတို့သိချင်ငါပြောပြမယ်ကွာငါဖြစ်ရဒီလိုလေးကောင်လေးဟ
Ole la ole, o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 le la.